ကိတ်ထနေတဲ့မုတ်ဆိုးမတစီမင်္ဂလာပါခင်ဗျာ KNT မြန်မာ Horror Channel ကနေကိတ်ထနေတဲ့မုတ်ဆိုးမတစီဆိုတဲ့ရင်ခုန်ထိတ်လန့်စရာ Valentine တစ်ပုဒ်ကိုတင်ဆက်ပြီးတော့မှာပါဇလန်လေးမစခင်မှာ like share နဲ့ subscribe လေးလုပ်ပြီးတော့ကြပါအောင်ခင်ဗျာဇလန်လေးကတော့စနေနေ့မနက်ခင်းတစ်ခုမှာစတင်ခဲ့တာပါကျွန်တော်တို့ရဲ့ဇက်လိုက်မောင်ကျော်တယောက်ညကအိပ်ရေပြတ်ထားလို့အိပ်ရာထားအယောင်နောက်ကျနေပါတယ်အဲ့ဒီအချိန်မှာပဲသူ့အမိကအိမ်ပေါ်တက်လာပြီးဟေးကျော်ဤမင်းပြန်ထရွာလူကြီးအိမ်မှာအစည်းအဝေးရှိတယ်ရွာထဲမှာယောက်ျားတွေစက်တိုက်သိမ်းနေလားနေမသိဘူးလားဆိုပြီးအလော့တကြီးလာနိုးပါတယ်ရွာလူကြီးဥပချိုင်အိမ်ရောက်တော့ရွာသားတွေစုံနေပြီဥပချိုင်ကမျက်နှာမကောင်းအခုရက်ပိုင်းအတွင်းငါတို့ရွာကလူပြိုလူအိုအမျိုးသမီးတွေ9ယောက်လောက်သေးကုန်ပြီအားလုံးကညအိတ်ကင်းနဲ့ဘာယောဂါမှမရှိပဲတည်သွားကြတာနောက်ဆုံးတည်တဲ့သူကငှက်သားအရင်กว่าလို့ပြောရင်မျက်ရည်ကျပါတယ်ရွာသားတွေကတော့ဒါဟာမုံဆိုးမကစီလက်ချက်လို့ယုံကြည်နေကြတယ်ဒါကြောင့်ရွာကိုကာကွယ်ဖို့အတွက်ရွာအဝင်းမှာအမျိုးသားအိမ်ကပုံစံတက်သားတုံးကြီးကိုအားလုံးစုပေါင်းထုလုပ်ကြတယ်အိမ်တိုင်းရဲ့ရှေ့မှာလည်းအင်ကြီးအနီရောင်ကြီးချိတ်ထားပြီးဒီအိမ်မှာအမျိုးသားမရှိပါလို့ရေးထားရတယ်အဲ့ဒီထဲမှာတော့ဦးဝမ်းဆိုတဲ့လူကြီးကတော့အကြောက်ဆုံးတယ်သူကနှခမ်းနေဆိုမိမသမီးတွေဝက်ပြီးငါ့ကိုလာမယူပါနဲ့လို့တစားစားအော်နေတော့တာပေါ့မောင်ကျော်ကတော့ရွာသားတွေကြောက်နေတာကိုကြည့်ပြီးပြုံးစီစီလုံးနေပြီမဲ့သူကိုယ်တိုင်လည်းထူးဆန်းတဲ့အိမ်မက်တစ်ခုကိုချတ်ခါတလဲမှတ်နေပါတယ်အိမ်မက်ထဲမှာမိုးမိုးဆိုတဲ့အင်မတန်လှပပြီးကိုလုံးကိုပေါက်တုံတင်းလှပတဲ့ကိတ်ထနီးရဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့နေတာပါမိုးမိုးကမောင်ကျော်ကိုပြောပြပါတယ်ကျမကရန်ကုန်ကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ကြပါတဲ့မောင်ကျော်ကသူမရဲ့လှပမှာနစ်မွန်းပြီးညာအိုင်းသူမနဲ့တွေ့ဖို့စောစောအိမ်ရဝင်ပါတယ်တညမှာတော့မိုးမိုးကသူ့ကိုအိမ်မက်ထဲကအခန်းထဲခေါ်သွားပြီးတပ်ပုံတပုံပြပါတယ်အဲ့ဒီတပ်ပုံထဲမှာမိုးမိုးနဲ့အတူမင်္ဂလာဆောင်ထားတဲ့သူကမောင်ကျော်ရဲ့စီနီယာအကိုထုံးခင်နေတာပါမိုးမိုးကနာကျင်စွာပြောပါတယ်ကိုထုံးကကျမကိုဖြစ်ထွားတာ4လရှိပြီသူတခြားမိမနောက်လိုက်ထွားတာလို့ဆိုပါတယ်မကြခင်မှာပဲကိုထုံးကသူ့ရဲ့ဇနီးအစ်စ်မေသားနဲ့အတူရွာကိုအားလက်ပဲအလဲပြန်ရောက်လာပါတယ်ကိုထွန်းကရွာသားတွေအင်ကြီးအနီရောင်ချိတ်တာယောက်ျားတွေထမီဝတ်နေတာကိုကြည့်ပြီးအယူသီးလိုက်တာလို့ကြက်ရဲပါတယ်တညမှာတော့ကိုထွန်းတို့လင်းမြန်းနဲ့မောင်ကျော်တို့အတူတူထိုင်စကားပြောနေသလုံးမောင်ကျော်ကအန်အောစီတကြီးနဲ့ဟာမူမင်းဘလို့လို့ဒီရောက်လာတာလဲလို့လန်းလို့ဆက်လိုက်ပါတယ်ကိုထွန်းတယောက်မျက်လုံးပြူးတော့ပါတယ်သူကြည့်လိုက်တဲ့အခါမှာမောင်ကျော်ရဲ့ဘေးနားမှာသူပြစ်ထားခဲ့တဲ့ရီးစားကောင်းမူဟာကိတ်ထနေတဲ့အလှပခေဘဝကနေမျက်နှာမဲမောင်ပြီးကြောက်စရာကောင်းတဲ့မုတ်ဆိုးမကစီဘဝနဲ့ရောက်နေတာကိုမြင်လိုက်ရပါတယ်မိုးကကိုထွန်းကိုကြည့်ပြီးနင်းရဲ့တစ္ဆာမဲ့အတွက်ငါလာယူပြီးလို့အော်ဟစ်လိုက်ပါတယ်ကိုထွန်းကငါ့ကိုပတ်စံပေးမယ်ငါ့ကိုလွတ်ပေးပါလို့တောင်းပန်ပြီးမဲ့မိုးကငါနင့်အသက်ကိုပဲလူစင်တာလို့ပြောပြီးကိုထွန်းကိုအိမ်ရှိ